အားလုံးပဲမင်္ဂလာပါအဘဆရာရဲ့မြတ်တဲ့ခါရဲပဲဆရာမထောင်းမော်ကိုတိုင်းမှာဖြစ်ပါတယ်ကျွန်မလူရဲ့ခန္ဓာကိုယ်မှာတီရီဆိုတဲ့စက်တွေဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုပြောပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့မိမိရဲ့မြန်မာမွေးနေ့တက်ကလေးကိုခုနှစ်ဖြင့်စားလို့နှစ်ကျွဲနဲ့ခုနှစ်ရဲ့သားမီးအတွက်မိမိရဲ့ခန္ဓာကိုယ်မှာဘယ်နေရာကတီတိရှိတယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့နှစ်ကျွဲတနုနေသားမီးရဲ့တီတိရှိတဲ့နေရာပေါင်ဖြစ်ပါတယ်တနင်္လာသားမီးဆိုရင်တော့ဦးခေါင်းဖြစ်ပါတယ်အင်္ဂါသားမီးဆိုရင်တော့ပေါင်ဖြစ်ပါတယ်ဘရူသားမီးဆိုရင်တော့1 byte ဖြစ်ပါတယ်ကြာတာရေးသားမီးဆိုရင်တော့ရင်ဘတ်ဖြစ်ပါတယ်တောက်ကြသားမီးဆိုရင်တော့ပါးစပ်ဖြစ်ပါတယ်စနေသားမီးဆိုရင်တော့မိမိတို့ရဲ့တည်တည်ရှိတဲ့နေရာပါးစပ်လေတိုင်းဖြစ်ပါတယ်ရာဟုသားမီးတွေနှစ်ကျွဲနဲ့ရာဟုသားမီးဆိုတော့မိမိတို့ရဲ့တည်တည်ရှိတဲ့နေရာခြေဘဝဖြစ်ပါတယ်အဲ့တော့နှစ်ကျွဲနဲ့ရာဟုသားမီးတွေမိမိတို့ရဲ့ခြေဘဝကတကယ်တည်တည်ဖြစ်နေတယ်ဆိုရင်မိမိရဲ့ခြေထောက်ကိုတန်ရှင်းအောင်ထားမယ်တရားတက်ချက်မရအောင်ထားမယ်ခြေထောက်ကိုတေးချမိမိတို့စီးမဲ့ဖက်နှက်ကိုတေးချာချာတန်တန်ပြက်ပြက်ဖြစ်တယ်လို့မစီးရပါဘူးဖြစ်တယ်လို့ဒီခြေထောက်ကိုမထားပါဘူးတကယ်ကိုတန်တန်ရှင်းရှင်းထားမယ်ဖြစ်တယ်လို့မစီးဘူးကိုဖက်နှက်ကိုလည်းတကယ်တန်တန်ပြက်ပြက်ထားမယ်ဆိုရင်ဒီတီတီကိုပြန်လဲပြီးတက်စီမှာဖြစ်ပါတယ်ကိုယ့်ရဲ့ခြေထောက်တွေထိရိုက်တန်ရာရထားတယ်ဆိုရင်လေခြေတော့ကုန်တွေဖက်နှက်တွေလူတန်းချင်းအောင်လေကိုယ့်ရဲ့တီတီကိုပြန်လဲပြီးတော့မှတက်စီမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့မြန်မာမွေးနေ့တက်ကလေးကိုခုနှစ်ဖြင့်စားလို့3ကျွဲနဲ့9ရဲ့သားမီးအတွက်ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့3ကျွဲနဲ့တနင်္လာသားမီးရဲ့တီတီရှိတဲ့နေရာခြေဘဝဖြစ်ပါတယ်တနင်္လာသားမီးဆိုရင်တော့ရင်ဘတ်ဖြစ်ပါတယ်အင်္ဂါသားမီးဆိုရင်တော့ဦးခေါင်းဖြစ်ပါတယ်အဲ့တော့3ကျွဲနဲ့ဗုဒ္ဓဟူးသားမီးရဲ့တီတီရှိတဲ့နေရာပေါင်ဖြစ်ပါတယ်အဲ့တော့3ကျွဲနဲ့ဇာတာရေးသားမီးရဲ့ရင်ဘတ်တီတီရှိတဲ့နေရာခါဖြစ်ပါတယ်အဲ့တော့ဇာတာရေးသားမီးဆိုရင်တော့ကိုယ့်ရဲ့တီတီရက်ကခါဖြစ်ပါတယ်အဲ့တော့3ကျွဲနဲ့တောက်ကြသားမီးဆိုရင်တော့1 byte ဖြစ်ပါတယ်အဲ့တော့3ကျွဲနဲ့စနေသားမီးကိုယ့်ရဲ့တီတီရှိတဲ့နေရာခါဖြစ်ပါတယ်အဲ့တော့3ကျွဲနဲ့ရာဟုသားမီးတွေကိုယ့်ရဲ့တီတီရှိတဲ့နေရာပါးစပ်ဖြစ်ပါတယ်အဲ့တော့ဒီနေရာတွေကိုတန်ရှင်းအောင်ထားမယ်ထိခိုက်ဒဏ်ရာနဲ့ကြမ်းမရအောင်ထားခြင်းရလဲမိမိတို့အတွက်ဒီတီတီကိုပြန်လဲပြီးတော့တက်စီမှာဖြစ်ပါတယ်အဲ့တော့ကျမတို့တီတီလူတစ်ယောက်မှာစက်တည်ရည်ဆိုတဲ့အရာတွေပြည့်စုံနေမယ်ဆိုရင်မျက်နှာမြချစ်ခင်ပါစေအတန်ကြာတနာပါစေဆိုတဲ့အရာတွေဖြစ်စေမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီတီတီကိုပြုပြင်ထားတဲ့သူတွေတီတီကိုကာကွယ်ထားတဲ့လူတွေတီတီတက်အောင်လုပ်ထားတဲ့သူတွေဟာငွေကြေးနဲ့ပတ်သက်တဲ့ကံတွေလည်းအကောင်းစေမှာဖြစ်ပါတယ်အဲ့တော့နေရာဌာနတွေမှာပတ်သက်ပြီးတော့ကျမတို့ခန္ဓာကိုယ်အစိတ်ပိုင်းမှာတီတီရှိတဲ့နေရာကိုသိသွားပြီဆိုရင်ကျမတို့အရက်မျက်နှာမှာတီတီဆိုတဲ့စက်တီဘယ်ရက်မျက်နှာဖြစ်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်တနင်္ဂနွေသားမီးဆိုတော့တီတီရှိတဲ့နေရာမြောက်ရက်ဖြစ်ပါတယ်တနင်္လာသားမီးဆိုတော့အရှိမြောက်တောင်ရက်ကမိမိရဲ့တီတီရှိရဲ့အရက်ဖြစ်ပါတယ်အင်္ဂါသားမီးဆိုရင်တော့အရှိရက်ဖြစ်ပါတယ်ဗုဒ္ဓဟူးသားမီးဆိုရင်တော့အရှိတောင်အရက်ဖြစ်ပါတယ်ဇာတာရေးသားမီးဆိုရင်တော့အနောက်တောင်အရက်ကကိုယ့်ရဲ့တီတီရက်ဖြစ်ပါတယ်တောက်ကြသားမီးဆိုရင်တော့အနောက်မြောက်တောင်ရက်ဟာတီတီဖြစ်ပါတယ်စနေသားမီးဆိုရင်တော့တောင်ရက်ဟာကိုယ့်ရဲ့တီတီဆိုတဲ့စက်တီရှိတဲ့နေရာဌာနအရက်ဖြစ်ပါတယ်ရာဟုသားမီးဆိုရင်တော့အနောက်ရက်ဟာကိုယ့်ရဲ့တီတီဆိုတဲ့စက်တီဆောင်တဲ့အရက်မျက်နှာဖြစ်ပါတယ်ခုနှစ်ရက်သားမီးတီတီဆိုတဲ့အရက်မျက်နှာကိုသိရှိသွားပြီဆိုရင်ဒီနေရာမှာကျမတို့စူးပါတဲ့အပင်တွေနွယ်ပါတဲ့အပင်တွေစိုက်ထားမယ်သို့မဟုတ်အဲ့နေရာကိုမီးဖို့ကြောင်လှုပ်ထားမယ်အိမ်သားတွေလှုပ်ထားမယ်အဝတ်တန်းကျိုးတွေလှုပ်ထားမယ်ဆိုရင်ဘလောက်ပဲငွေရရှာအဖက်မတင်တာမျိုးလက်တွေပိတ်နေတာမျိုးဖြစ်တတ်ပါတယ်ဒီနေရာကိုအထူးရှောင်ကျဉ်ရမှာဖြစ်ပါတယ်အဲ့တော့ခုနှစ်ရက်သားမီးအတွက်မိမိရဲ့တီးရှိတဲ့နေရာမှာကံပွင့်အောင်လက်တွေပွင့်အောင်ချိတ်ဆွဲရမယ်ပကြီးတစ်ခုဖြစ်တယ်ငကြင်းနှစ်ကောင်လက်ကိုစောင်းငကြင်းနှစ်ကောင်ရေကူးနေတဲ့ပုံကိုတီးရှိတဲ့နေရာမှာချိတ်ဆွဲထားမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ကံအကောင်းစေမှာဖြစ်ပါတယ်အဲ့တော့အိမ်တေမှာအိမ်အောင်ဦးစီးရဲ့တီးရှိတဲ့နေရာကိုအဓိကထားပြီးတော့မှဂရုစိုက်ရမှာဖြစ်ပါတယ်အဲ့တော့ငကြင်းနှစ်ကောင်လက်ကိုစောင်းငကြင်းနှစ်ကောင်ရေကူးနေတဲ့ပုံကိုကိုယ့်ရဲ့တီးရှိတဲ့နေရာမှာချိတ်ဆွဲထားမယ်ဆိုရင်ခုနှစ်ရက်သားမီးတွေငွေကံနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားကံကောင်းစေမှာဖြစ်ပါတယ်ချိန်မှန်တွေကမိမိရဲ့မိုးဒီမနက်9:45မိနစ်တိတိခုနကျွန်မပြောထားတဲ့တီးရှိရဲ့အရက်မျက်နှာမှာချိတ်ဆွဲထားမယ်ဆိုရင်ခုနှစ်သားမီးငွေကြေးနဲ့ပတ်သက်တဲ့ကံတွေ2026မှာမတူအောင်ကံကောင်းလာစေမှာဖြစ်ပါတယ်အဲ့တော့ငကြင်းနှစ်ကောင်လက်ကိုစောင်းချိတ်ဆွဲထားမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ကံတွေအထူးအကောင်းစေမယ်ပြီးရင်မိမိတို့အတွက်တီးရှိရဲ့နေရာတွေကိုပြုပြင်မယ်ထိမ့်သိမ့်မယ်စောင့်ရှောက်ထားမယ်ဆိုရင်မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ကံတွေကိုရရှိစေမှာဖြစ်ပါတယ်2026မှာခုနှစ်သားသမီးတွေမိမိတို့ရဲ့လူဝင်ဆန္ဒတွေ
တလုံးတစ်ဝတည်းပြေဆုံးနိုင်ကြပါစေ။